မောင်နဲ့ဖိုးလာတဲ့ဒီပါကြီးမှာဆုံးရှုံးမှုများနဲ့တွေ့တဲ့အခါအနာမမိတ်ဆွေရှိအာကိုမဲ့တို့ရှိမျောလင်းခြင်းများလဲစားစီဖြစ်စီကရှင်တိုင်းရမယ်နည်းနည်းပြန်တိုင်းမှာအကြောင်းရောစိတ်များနဲ့အားနေခြင်းအာကိုမဲ့သူဗျာအနည်းဆုံးရှိသူဗျာဒီမွာခီလာနဲ့ကိုတော်သင်နာရှိနေမြဲအချီးမလိုက်ပါအိုးသခင်ရဲ့ချေဆိုတော့ဟန်စားရကောင်းကြီးတွေလေရေတွက်ချီလိုက်အိုးအသွေးနဲ့ရွေးဝဲခဲ့အဖင်နဲ့ကျွန်တော်ဘွားကိုထိုတင်ကောင်းများဝေဖို့သခင်မင်းထားခဲ့တယ်သခင်ရဲ့မို့တော်အတွက်အသင်လေးနောက်မချစေနဲ့သခင်တော်အတွက်တို့အားလုံးစေခံစို့ပြန်တိုင်းမှာအကြောင်းရောစိတ်များနဲ့အားနေခြင်းအာဘူမဲ့သူဗျာအနည်းဆုံးရှိသူဗျာဒီဝခီလာနဲ့ကိုတော်သင်နာရှိနေမြဲချီးမွမ်းလိုက်ပါအိုးသခင်ရဲ့ချေခံစားရကောင်းကြီးတွေလည်းရေကြွချီလိုက်အိုးအသွေးတွေရွေးဝဲခဲ့အဖင်နဲ့ကျွန်တော်ဘွားကိုထိုတင်ကောင်းများဝေဖို့ဒီခင်မိတ်ထားခဲ့တယ်သခင်ရဲ့မူတော်အတွက်အသင်လေးနောက်မချစေနဲ့ခေတ္တတော်တို့အားလုံးစေခံစို့ခေတ္တတော်တို့အားလုံးစေခံစို့